ကျွန်တော်တို့ဖွဲ့ဟာအခုငွေဆောင်ကိုရောက်လာပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဟာချစ်သူကျွန်းကိုခီးဆက်ကြပါခင်ဗျာဒီဆောင်ရဲ့ပြင်ရနေရဖြစ်တဲ့ချစ်သူကျွန်းကိုသွားပါပြီချစ်သူကျွန်းကရေကိုကျွန်တော်တို့ကြိုက်တယ်အဲဒါကြောင့်ကျွန်တော်အဲ့သွားတာပါ